မင်္ဂလာပါအတူလေးလာဖို့ပြန်နေကြိုးစားပါတယ်ကျွန်တော် Maven ဖြစ်ပါတယ်ဆိုတော့ဒီနေ့မှာကျွန်တော်နောက်ထပ်ပေါ့နော်ဒီကိုပြောလေးရှိတဲ့ဒီစကားလုံးတစ်ခုကိုကျွန်တော် mindset shift ဘယ်လိုလုပ်မယ်ဆိုတဲ့အရာကိုကျွန်တော်ပြောသွားမှာဖြစ်တယ်ဆိုတော့အဲ့ဒီစကားလုံးကပါလဲဆိုတော့ I can never stay disciplined ဆိုတဲ့အရာပေါ့နော်ငါဘယ်တော့မှစီကံရှိရှိမနေနိုင်ဘူးလို့မလုပ်နိုင်ဘူးလို့ပြောတဲ့စကားဖြစ်ပါတယ် so we need to know this we need to be aware of the word never ဆိုတဲ့စကားလုံးက life မှာတော်တော်များများအချိန်ကမမှန်ဘူးဘာလို့လူအနေနဲ့ကကျတော့သူရဲ့ပင်ကိုဗီဇာကိုခဏသူကတိုးတက်ချင်စိတ်ကရှိပြီးသားဒီနားမှာကိုပြောတဲ့စကားလုံးက I can never ဆိုတဲ့စကားလုံးကမမှန် I can never stay disciplined ငါဘယ်တော့မှစီကံရှိရှိမနေနိုင်ဘူးလို့ကိုပြောနေတဲ့စကားကမမှန်နေဘူးပေါ့နော်ဆိုတော့အဲ့လိုမျိုးစကားတွေကျွန်တော်ကြားတဲ့အခါမှာကိုပြန်ပြောရမယ့်အရာက discipline grows through small daily actions စီကံဆိုတာကနေ့ရက်စဉ်တိုင်းမှာကျွန်တော်တို့တင်းငယ်သောအရာတွေကိုတဖြည်းဖြည်းထပ်ခါလှုပ်ဆောင်ခြင်းအဖြစ်ကျွန်တော်တိဆောက်ရတာဖြစ်တယ်ပြောချင်တဲ့အဓိပ္ပာယ်ကိုဥပမာကျွန်တော်တို့ဆုံးဖြတ်ထားတဲ့ထားပါတော့မနက်ခင်းတိုင်းမှာကျွန်တော်တို့စာအုပ်ရဲ့ chapter တစ်ခုကျွန်တော်ဖတ်မယ်ကိုယ့်ရဲ့တိုးတက်မှုအတွက်ပေါ့နော် chapter တစ်ခုဖတ်မယ်လို့ဆုံးဖြတ်ထားရင်အဲ့ဒါကိုနေ့စဉ်7 minute ဖြစ်ဒါပေမဲ့7 minute ကနေ့တိုင်းလုပ်တော့တဲ့အခါမှာကျွန်တော်အချိန်တစ်ခုရောက်လာတဲ့အခါမှာစိတ်ထဲမှာကျွန်တော် a sense of achievement ငါလုပ်နိုင်တယ်ဆိုတော့အရာလေးတော့တိဆောက်ပြီးတဲ့အခါမှာတဖြည်းဖြည်းကျွန်တော်တို့က confidence ရှိလာတာဖြစ်တယ်ဥပမာပေါ့နော်တချို့လူတွေက it depends like some people they have energy in the early morning but for some when they come back home and they just want to take a rest so it depends on individuals တရားပေါ်တရားမှာမူတည်တယ်ပြောချင်တာကဒီတချို့ကကျွန်တော်မနေ့ပိုင်းမှာအားရှိရပေါ့နော်ဆိုတော့ကို like personal development အပိုင်းဖြစ်ကိုတိုးတက်ချင်တဲ့ area တခုမှာကို focus ထားပြီးတော့အားထုတ်တဲ့အခါမှာပေါ့နော်အချိန်ကကျတော့ကိုယ့်ပေါ်မှာမူတည်ပြီးတော့ရွေးချယ်ဖို့လိုတယ်ကျွန်တော်အနေနဲ့ဆိုရင်တော့ဒီညပိုင်းမှာဆိုကျွန်တော်အလုပ်တိတ်မလုပ်ချင် I just want to take a rest and recharge so I prefer working in the early morning for personal development and or for the skills that I want to build so ကျွန်တော်သိငယ်တဲ့အရာကိုတိဆောက်ခြင်းအဖြစ်ဒီ sequence ဆိုတဲ့အရာကိုတိဆောက်လို့ရတာဖြစ်တယ်။ဆိုတော့ဒီနားမှာ discipline လို့ပြောတဲ့အခါမှာဒီနေရာမှာ noun အနေနဲ့သုံးထားတာဖြစ်တယ်ပေါ့နော်။ဆိုတော့သူရဲ့အတိတ်ပဲအရှင်းဆုံးပြောရမယ်ဆိုရင် doing what should you do even when you don't feel like it ဆိုတော့ကိုမလုပ်ချင်ဘူးလို့ခံစားနေပေမဲ့ကျွန်တော်လုပ်ထိုက်တဲ့အရာကိုလုပ်တာကိုကျွန်တော်တို့က sequence လို့ခေါ်တယ်။ဘာလို့ကိုကဒီနေ့ကစိတ်ခံစားချက်မကောင်းလို့ကျွန်တော်တို့မလုပ်တာအဲ့လိုမဟုတ်ဘူးစိတ်ခံစားချက်ကောင်းသည်ဖြစ်စေမကောင်းသည်ဖြစ်စေကိုဆုံးဖြတ်ထားတဲ့အရာကိုကျွန်တော် commitment ပေးပြီးတော့အားထုတ်ပြီးတော့ကျွန်တော်လုပ်ယူတဲ့အရာကို discipline လို့ခေါ်တယ်နောက်တစ်ခုက action လို့ပြောတဲ့နေရာမှာပေါ့နော် action ကတခုခုလုပ်နေတဲ့အရာကိုပြောတာခုနကတော့ကျွန်တော်ပြောလို့ပေါ့နော်ကိုလုံးမယ်လို့ဆုံးဖြတ်ဥပမာညတိုင်း10 နာရီကျွန်တော်အိပ်ရာဝင်ဖို့ဆုံးဖြတ်တယ်ဆိုရင်အဲ့ဒါကျွန်တော်တစ်ပတ်လောက်လုပ်မယ်လို့ကိုယ်ကဆုံးဖြတ်ထားခြင်း just do it for 7 days and after that you will feel that you will be a little bit more confident and you have a sense of achievement I can ဆိုတဲ့အရာတွေကအများကြီးတိဆောက်လာတဲ့အခါမှာလုံနိုင်တယ်ဆိုတဲ့အရာဖြစ်လာတယ်ပေါ့နော် so ဒီနားမှာကျွန်တော် grammar patterns အရင်ပြန်ကြည့်မယ်ဆိုရင် the discipline grows through small daily actions လို့ပြောတဲ့အခါမှာ subject အနေနဲ့ discipline သုံးထားတယ် verb က grows ပြီးတော့ through small daily actions က prepositional phrase အနေနဲ့သုံးထားတာဖြစ်ပါတယ် so whenever you say to yourself that I can never stay disciplined replace that thought and we shift the perspective by saying discipline grows through small daily actions all right so ဒီနေ့မှာကျွန်တော်တို့ဒီပေါ့နော်အရာလေးလာခြင်းအဖြစ်ဒီစကားလုံးတွေ negative thoughts တွေဝင်လာတဲ့အခါမှာကျွန်တော်တို့အနေနဲ့ပြန်ပြီးတော့သူ့ကို defense အနေနဲ့ပြန်လုပ်တဲ့အရာက discipline grows through small daily actions all right everyone keep learning keep applying we learn together and see you in the next video have a good day